Charity နေ့ကကြတော့နော် day 4ဖြစ်တဲ့ building interactive visualization နော် visualization အတွက်ကျွန်တော် grad တွေချက်တွေဆွဲဖို့ရအတွက်ဖြစ်တယ်ပေါ့နော်အဲ့ဟာလေးကိုနည်းနည်းပြောမယ်ပြီးလို့ရှိရင် Power BI ဘက်မှာတော့ပြီးတော့ခါကျ grad တွေချက်တွေဆွဲဖို့အတွက်ကိုပြောမယ် product ID ရဲ့ကျွန်တော် sales ရဲ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီ visualization နဲ့ grad တွေချက်တွေအဲ့လိုမျိုးကျွန်တော်ရွေးလိုက်မယ်နော် grad တွေချက်တွေရွေးလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာနော် grad တွေချက်တွေအဲ့လိုမျိုးရွေးလို့ရတယ်အဲ့တော့ grad တစ်ခုဆွဲမယ်ဆိုရင်ကျွန်တော်ရွေးလိုက်ရင်သူကဒီမှာ x ဝင်ရိုးကပါလဲ y ဝင်ရိုးကပါကိုထားမှာလဲဆိုပြီးတော့အဲ့လိုပြောတယ်x ဝင်ရိုး y ဝင်ရိုးအဲ့တော့ x ဝင်ရိုးမှာဆိုလို့ရှိရင်ကျွန်တော်ကproduct ID တွေကိုထားလိုက်မယ်ပြီးလို့ရှိရင် y ဝင်ရိုးမှာကြားလို့ရှိရင်ကျွန်တော်ကsale data เนาะရောင်းအားကိုကြည့်ချင်တယ်အဲ့လိုသဘောမျိုးဆိုရှင်ကျွန်တော်ဒီလိုပုံလေးတွေထွက်လာမှာเนาะဒီလို data လေးလာပြီးတော့ထွက်လာလိမ့်မယ် sorry နော်အဲ့တော့ product နော် product ID နဲ့ကျတို့ကသူ့ရဲ့ sales ပမာဏနဲ့အဲ့လိုမျိုးနော်ဆွဲတော့မှာအဲ့လိုမှမဟုတ်ဘူးကိုမကြိုက်ဘူးဆိုရင်လည်းသူ့ကိုဖြုတ်လိုက်မယ်ဘယ်သူနဲ့ဆွဲကျင်တာလဲဆိုရှင် profit နဲ့ဆွဲကျင်တယ်ဆိုရင် profit နဲ့ဆွဲမယ်အဲ့လိုမျိုးကိုကြိုက်တယ်လို့ဒီမှာဟိုနော် x ဝင်ရိုးပါထားမလဲ y ဝင်ရိုးပါထားမလဲကျတို့ထားလို့ရတယ်ဒါအပြင်ကျတို့ဒီမှာ format ကိုရွေးကြည့်လိုက်တဲ့အခါကျရင် x ဝင်ရိုးအတွက် y ဝင်ရိုးအတွက်ကိုကျတို့ဒီနော် minimum range တွေ maximum range တွေထားမှာလားဒီမှာ continuous type ပေါ့နော် continuous data type ဆိုပြီးတော့ရှိလာမယ်အဲ့ခါမှာကြာလို့ရှိရင်value ကိုဘယ်လိုပေးမလဲ font နော် font color တွေဘယ်လိုထားမလဲ title ဘယ်လိုထည့်ပေးမလဲအဲ့လိုမျိုးချေတို့ဒီသူ့အတွက် font color တွေနောက်တစ်ခုက y axis ဆိုရင်လည်း y axis အတွက်ကချေတို့ဒီမှာသူ့ရဲ့ range တွေနော်သူ့ရဲ့ color တွေအကုန်လုံးချေတို့အကုန်လုံးဒီဘာနေပြီးတော့ပဲformatting ပေါ့နော် formatting styling ပေါ့နော်အဲ့လိုမှလို့ပြောရင်တော့ styling ပေါ့ကိုကြိုက်တဲ့ style လေးတွေဒီမှာလာပြီးတော့ထည့်မယ်အဲ့လိုမျိုးကိုပြောတာနောက်တစ်ခုကတော့ချေတို့ဒီ filter လို့ပြောလိုက်တဲ့အခါမှာဒီမှာ filter ဆိုတဲ့အခါမှာချေတို့ဒီဘာရကြည့်ကျင်တာလဲဆိုတာမျိုးကိုချေတို့ဒီမှာရွေးလို့ရတယ်အခုချိန်ကကြတော့ product ID မှာချေတို့ all ကိုကြည့်နေတယ်နော် profit ကလည်း all ကိုကြည့်တာအဲ့ဒီထဲမှာချေတို့က profit ဆိုလို့ရှိရင်ချေတို့ဒီမှာ less than ဘယ်လောက်လဲနော် less than တန်ဖိုးနော် less than 100 less than 200အဲ့လိုမျိုးချေတို့တန်ဖိုးတွေပေးပြီးတော့လည်းချေတို့ကြည်လို့ရတယ်နောက်ပြီးရင် logical operator and တို့ or တို့နဲ့လည်းဆက်ပြီးတော့ချေတို့နော် select လုပ်မယ် filter လုပ်ကြည့်လို့ရတယ်ထို့အတူပဲချေတို့ product ID မှာချေတို့ဖွင့်လိုက်လို့ရှိရင်လည်း product ID မှာကြောက်လို့ရှိရင်သူက name နေဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်သူဒီကိုကြိုက်တဲ့less than greater than equal အကုန်လုံးယူလို့ရတယ် is not is အဲ့လိုမျိုးလဲချေတို့ယူလို့ရတယ်ပြီးရင် logical operator တွေနဲ့လည်းချေတို့ချိတ်ဆက်လို့ရတယ် less than နော် greater than တစ်ခုချင်းစီကိုဖွင့်ပြီးတော့ခါကြရင်ကိုယ့်ရဲ့ data တွေအတွက်ကိုချေတို့ဒီမှာ filter လုပ်ပြီးတော့ယူလို့ရတယ်ဆိုတာလေးကိုပြောချင်တယ်နော်မနေ့ကတွက်ထားတဲ့ data လေးတွေရှိသေးတယ်ဆိုရင်ကျယ်တို့ပြန်ပြီးတော့တွက်မယ်တွက်ပြီးရင်အဲ့ data တွေနဲ့လည်းကျယ်တို့သုံးပြီးတော့ခါကြတော့ graph တွေ chat တွေဆွဲမယ်အဲ့တော့ဒီမှာကျယ်တို့ line chat ကိုမကြိုက်ဘူး sorry bar chat ကိုမကြိုက်ဘူးဆိုရှင်ကျယ်တို့ဒီမှာ line chat တွေဆွဲမှာပေါ့နော် line chat တွေဆွဲမယ်အဲ့လိုမျိုးကိုပြောချင်တာနော် sorry ဒီမှာနော်product type နဲ့ချေတို့ဆွဲမယ်ဆိုရှင်လည်းဒီမှာ y axis ကိုမကြိုက်ဘူးဒီက product type ကိုယူမယ်ဆိုရင်လည်း product type လေးကိုချေတို့ဒီမှာဆွဲလိုက်လို့ရတယ်အဲ့လိုမျိုးနော်ဒီမှာ line ချက်ပြတဲ့အတွက်ဆိုတော့လာပြီးတော့ဖော်ပြတယ်သူ့ကိုဘာချက်နဲ့ဆွဲရင်လည်းဘာချက်နဲ့သူကလာပြီးတော့ဖော်ပြနေမှာနော်အဲ့လိုမျိုးချေတို့ကြိုက်တဲ့ပုံစံနဲ့ဆွဲပြီးတော့ဖော်ပြလို့ရတယ်ဒါပြင်ကျတို့ကအသုံးများတာကတော့ဘာချက်တို့ line ချက်တို့ကပို့ပြီးတော့အသုံးများတယ်ပြီးရင်နောက်တစ်ခုက donut chat ပေါ့နော် donut chat ဆိုတဲ့အခါကျကျတို့ဒီမှာဘာပါတာလဲလို့ပြောလိုက်လို့ရှိရင်သူ့ရဲ့ပါဝင်တဲ့အချိုးတွေနဲ့လာပြီးတော့ဖော်ပြပေးတယ်ပေါ့နော်အဲ့ဒါလေးတွေချေတို့သုံးလို့ရတယ်တော့ဒီမှာချေတို့က filter လို့ပြောပြီးတော့ဒီကနေလည်းကြည့်လို့ရတယ်လို့ဒီမှာ graph ပုံလေးရှိတယ် graph ပုံလေးဒီ filter တဲ့ slicer slice ဆိုတာပေါင်မုံနေလို့တစ်ချက်ချင်းအဲ့လိုမျိုးခွဲထုတ်တာမျိုးကိုပြောတာเนาะအဲ့လိုမျိုးချေတို့ခွဲထုတ်လို့ရတယ်ဆိုတော့ပြောချင်တယ်ဒီမှာ more option ဆိုရင်ကိုဘာလို့ရသလဲတစ်ခုချင်းစီကိုချေတို့သုံးကြည့်မယ်เนาะအဲ့လိုမျိုးအဲ့တော့ဒီဟာဆိုရှင်အကြီးချဲ့တာပေါ့နော်အဲ့တော့ဒီမှာ product type product ID အဲ့လိုမျိုးတွေချေတို့ရွေးလို့ရတယ်เนาะသူကိုမကြိုက်ဘူးဆိုရင်ဒီမှာဖြုတ်လိုက်အောင်မယ်product type ကိုမယူတော့ဘူးပဲနဲ့ချေတို့ဘာနဲ့ယူမှာလဲဆိုရင် product နဲ့ယူမှာ
product နဲ့ယူမယ်ဆိုလို့ရှိရင်လည်းသူကဘယ်လိုယူမလဲเนาะအဲ့လိုမျိုး product နဲ့ယူတာရယ်product ID နဲ့ယူခြင်းနဲ့ဆိုရင် product ID ကိုဆွဲထည့်လိုက်မယ်เนาะအဲ့လိုမှမဟုတ်ဘူးချေလို့မကြိုက်ဘူးဆိုရင် product တိုက်နဲ့ဆွဲမယ် product တိုက်နဲ့ဆွဲမယ်เนาะအဲ့ဒါမှမဟုတ်ဘူးဆိုရင်လည်းချေလို့တရားเนาะအဲ့လိုမျိုးတစ်ခုချင်းစီယူလို့ရเนาะအဲ့လိုပြောတာတော့ product ID ပဲ detail ကပဲ product ID နဲ့ပဲချေလို့ဆွဲရင်ဒီလိုမျိုးလေးပေါ့နော်အဲ့တော့ကိုကြိုက်တဲ့လိုလေးကိုယ့်ရဲ့ data ကိုအတွက်ကိုချေလို့ဒီမှာ visualization လုပ်မယ်အဲ့ဒါလေးကိုချေလို့ပုံဆွဲမယ်နော်ပုံဆွဲမယ်ပြီးရင်ခြေတို့ကသူ့ကိုကြည့်လိုက်လို့ရှင်ဒါက page 1ပေါ့နော် page 1ပြီးရင်ခြေတို့ဘာရှိသေးလဲဆိုရှင်သူ့ကိုနော်နည်းနည်းလေးအောက်ကိုနော်ဒီမှာဟိုဟာဖြစ်လို့ရတယ်နော်နည်းနည်းလေးအောက်ကိုခြုံလိုက်မယ်ဆိုရင်သူက page 1 page 2ပေါ်နေတယ်အဲ့တော့ now page တွေလည်းခြေတို့ဒီကနေပဲဆက်ပြီးတော့ယူလို့ရတယ်နော်အဲ့လိုမျိုးပြောချင်တာအဲ့ဒါလေးကိုခြေတို့ဆွဲကြည့်မယ်နောက်တစ်ခုကတော့ကျတို့ဒီမှာနော်ကိုဆွဲမဲ့ပုံတွေကိုတစ်ခုချင်းစီထောက်ကြည့်လိုက်မယ် line graph တွေ bar graph တွေပိုင်းချက်တွေနော်နောက်ပြီးတော့ခါကျတော့ဒီမှာ line နဲ့ stick line နော်stick column line နဲ့ stick column နဲ့အဲ့လိုမျိုးကျတို့ရွေးလို့ရတယ်ပြီးလို့ရှင် scatter plot တွေရွေးလို့ရတယ်ပြီးရင်ကျတို့ဒီမှာဘာရှိသေးတာလဲဆို slicer နော်ကြော့ပုံလေးနဲ့ slicer နော်အဲ့လို slicer တွေကျတို့ထည့်လို့ရတယ်နော် slicer တွေထည့်လို့ရတယ်နော် slicer တွေထည့်လို့ရတယ်အဲ့လိုမျိုးကျတို့ကပြောတာဒီထဲမှာတော့ကျတို့လာမထည့်တော့ဘူးပေါ့နော် sorry အဲ့တော့ခါကျတော့ကျတို့ခုနကလိုပဲကျတို့ line ချက်နဲ့ပဲရှုမယ်နော် line ချက်နဲ့ပဲရှုမယ်ယူပြီးလို့ရှိရင်ကျတို့ကနောက်နော်နေရာအလွတ်မှာနော်နေရာအလွတ်မှာထောက်လိုက်မယ်ထောက်လိုက်ပြီးတော့မှကျတို့က slicer ကိုထည့်မယ်နော်အဲ့ခါကျတော့ကျတို့ဒီမှာနှစ်ခုသုံးလို့ရသွားတယ်နော်အဲ့လိုမျိုးလေးကျတို့သုံးလို့ရ slicer နော် slicer ထပ်ထည့်မယ်နောက်ပြီးရင်ကျတို့နောက် page တစ်ခုလိုချင်တယ်ဆိုဒီဘက်ကနေနောက် page တစ်ခုရှုမယ်